သူတို့ကလည်းနှလုံးကိုလေး elevator အထက်တောင်းကြည့်မယ်အပြင်ထဲမှာ user development တွေခွဲမယ်asset control ရဲ့ area မှာရယ်တော့ပေါက်တွေကို level ခွဲမယ်permission မှာ level 1ဆိုရင် level 1 user level 1တော့ပဲပြင်မယ် level 2တော့ level 2 level 3ကတော့ level 3ကိုပြင်မယ်အလုံးပြင်မဲ့ user ကြတော့ blue ကိုပြင်မယ်လောက်ထားတယ်ကတ်တွေကိုစမ်းမယ်ဒါတော့ level တစ်ခုပဲပြင်ထားတဲ့ကတ်နောက်တစ်ခါကနောက်တစ်ခုပဲပြင်ထားတဲ့ကတ်ဒီကောင်ကတော့ဒီ level တစ်ခုပဲပြင်ရတဲ့ကတ်ဒီကောင်ကတော့အကောင်လုံး offload multi-flow ပေးတဲ့ကတ်ဒီကောင်ကို Wi-Fi connection နဲ့လုပ်ပြီးတော့ input တွေမှာအကောင်လဲထားမယ်